အခန်းထဲမှာပါတဲ့ furniture ပစ္စည်းအစုံကိုအလကားပေးသွားမယ်။24နာရီတက်လီကရတဲ့မီနီကွန်ဒိုမှာလူလုံးဝမနေရသေးတဲ့တိုက်အသစ်ဆက်ဆက်လေးနဲ့အယောင်မိတ်ဆက်ပေးပါစေရှင်။နာမိန်လမ်းမကြီးကိုလည်းတဲပေါက်တယ်။မာကလမ်းမကျယ်ပေါ်မှာရှိရဲ့ဒီမီနီကွန်ဒိုခန်းလေးရဆိုလို့ရှိရင်24နာရီလည်း lift ရတယ်။24နာရီအခန်းမီရအောင်လို့လည်း power station ကိုထည့်ပေးထားတယ်။အခန်းထဲမှာဆိုလို့ရှိရင်လည်း furniture အစုံပါတဲ့အပြင်မှာ single တစ်ခန်း master တစ်ခန်းပါတယ်။ဘေးမှာဆိုလို့ရှိရင်လည်းဘေးတိုင်းမရှိတဲ့အတွက်ကိုလင်းဝင်လေးထွက်နဲ့အလင်းအောင်ကောင်းကောင်းရရှိမှာပဲဖြစ်ပါတယ်ရှင်။အခန်းလေးရဲ့ခေါ်စိတ်လေးကိုလည်း4800ညှိနှိုင်းလေးနဲ့ရောင်းချပေးသွားမယ်အပြင်ညီမတို့ special discount တွေလည်းရှိသေးပါတယ်ရှင်။ညီမတို့ AC တွေလည်းထည့်ပေးထားတယ်။လိုက်ကဆိုလို့ရှိရင်လည်း UV တစ်ထက်အပါတစ်ထက်ကိုထည့်ပေးထားပါတယ်ရှင်။ location အနေနဲ့ကလည်းညီမတို့မြင်နေရတဲ့ကြိုက်ကဆန်ဖျားရှိရဲ့ရတနာမိန်လမ်းမကြီးကိုတဲပေါက်တဲ့မာကလမ်းကျယ်ပေါ်မှာရှိရဲ့12ရောက်ကမှရှိရဲ့အခန်းလေးပဲဖြစ်ပါတယ်ရှင်။အထဲမှာပြင်ဆင်ထားတဲ့ decoration ဆိုလို့ရှိရင်လည်းလုံးဝ share ကိုပြင်ဆင်ပေးထားတယ်။ fully furnished ကိုမှတော်တော်လေးကိုပြင်ဆင်ပေးထားတဲ့အခန်းလေးပဲဖြစ်ပါတယ်ရှင်။တကားဆိုလို့ရှိရင်လည်းကျွန်းတကားကိုထည့်ပေးထားတယ်။အခန်းဆိုလို့ရှိရင်လည်းညီမတို့ master တစ်ခန်း single တစ်ခန်းပါပါမယ်ရှင်။ single ခန်းထဲမှာဆိုလို့ရှိရင်လည်းနေရန်ကပ်ဗီဒီယိုတွေ AC တွေဂတိနေမှုရာတွေအစားအကုန်လုံးထည့်ပေးထားတယ်။စီလင်အလှိုင်နဲ့ကိုတေချာလေးကိုဒီဒီကြကြပြင်ဆင်ပေးထားပါတယ်ရှင်။ရှောက်လန်းလေးလည်းကျဲတယ်။အိတ်ခန်းလေးလည်းကျဲတယ်။အိတ်ခန်းလေးလည်းတော်တော်လေးကိုကျဲပါတယ်ရှင်။master ခန်းထဲဝင်လာပြီဆိုလို့ရှိရင်လည်း master ခန်းထဲမှာနှစ်ယောက်အိတ်ဂတိနေမှုရာတွေစာကြည့်စပွဲတွေနေရန်ကပ်တွေအကုန်လုံးကိုထည့်ပေးထားတယ်။ master ခန်းဖြစ်တဲ့အတွက်ကိုရေချိုးကိုင်းတောင်ပိုးတွေပိုးတိုင်းပြင်ဆင်လေးလည်းတီးတန့်လေးပါပါမယ်ရှင်။ kitchen ခန်းထဲဝင်လာပြီဆိုလို့ရှိရင်လည်း nan slit ကြွေပြားကိုအပြည့်ခင်းပေးထားတယ်။ kitchen counter တွေ kitchen cabinet တွေပါတယ်။ရေချိုးကိုင်းတောင်ပိုးတိုင်းပြင်ဆင်လေးလည်းပါပါမယ်ရှင်။ကြွေပြားအပြည့်ကပ်ပြီးတော့ကြွေပြားအပြည့်ကိုခင်းပေးထားပါတယ်ရှင်။တော်တော်လေးမိုက်တဲ့ဒီခန်းလေးကိုစိတ်ဝင်စားလို့ဆက်သွယ်ခြင်းเนาะညီမရဲ့ဒီ Facebook တို့ Instagram တို့ TikTok တို့ကနေပြီးတော့ဆက်သွယ်ဆောင်စမ်းမိများနိုင်တယ်လို့ညီမရဲ့ဖုန်းနံပါတ်လေးဖြစ်တဲ့3992506331ကိုလည်းဆက်သွယ်ဆောင်စမ်းမိများနိုင်ပါတယ်ရှင်။ပေ40-60ကိုရင်ခွဲဆောက်ထားတဲ့ဒီခန်းလေးရဆိုလို့ရှိရင်18ပေ54ပေရှိရဲစတုတ်တဲ့ခေါင်းရင်းခန်းလေးပဲဖြစ်ပါတယ်ရှင်အခန်းလေးကတော့တော်တော်လေးလဲလှတယ်furniture တွေ decoration ကိုလည်းအစုံထည့်ပေးထားပါတယ်ရှင်နေရာလေးလည်းကောင်းတယ်၊သွာလာရနေထိုင်ရတာလည်းလွယ်ကူတယ်။ပတ်ဝန်းကျင်တန်နေရတက်မှာလိုချင်တဲ့ဆိုတဲ့ customer လေးအတွက်အများဆုံးဆက်သွယ်ပေးပါရှင်။